ဘာဦးချင်းအခန်းကြီး26အာဗြဟံလက်ထက်ထိုပြည်၌ဖြစ်ဖူးသောအစာခေါင်းပါခြင်းမှတပါနောက်တစ်ဖန်အစာခေါင်းပါခြင်းရှိပြန်သည်ဖြစ်၍ဣဇက်သည်ဖိလတိမင်းကြီးအဘိမလက်နေရာဂေရာမြို့သို့သွားလေ၏ထာဝရဘုရားသည်လည်းသူအားထင်ရှား၍တင်းသည်အေဂရုပြည်သို့မသွားနှင့်ငါပြောလက်တန့်သောပြည်၌နေလောယခုဤပြည်၌တဲခို၍နေလောတင်းဘက်မှငါနေ၍ကောင်းချီးပေမည်အကြောင်းမူကားသင်နှင့်သင်၏အမျိုးနွယ်အားဤပြည်ရှိသမျှတို့ကိုငါပေးမည်သင်၏အဘအာဗြဟံအားငါကျိန်ဆိုသောစကားရှိသည့်အတိုင်းငါပြုမည်သင်၏အမျိုးနွယ်ကိုကောင်းကင်ကျဲကဲ့သို့များပြားစေမည်သင်၏အမျိုးနွယ်အားလည်းဤပြည်တွင်ရှိသမျှတို့ကိုငါပေးမည်သင်၏အမျိုးနွယ်အားဖြင့်လည်းလူမျိုးပေါင်းတို့သည်ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်အကြောင်းမူကားအာဗြဟံသည်ငါစကားကိုနားထောင်၍ငါစီရင်မှာထားသောပညတ်တရားမျိုးမျိုးတို့ကိုစောင့်ရှောက်တည်းဟုမိန့်တော်မူဣဇက်သည်ဂေရာမြို့၌နေစဉ်တွင်မြို့သားတို့သည်သူ၏မယားအကြောင်းကိုမိသောအခါရေဘက္ကာသည်အလှသောအစင်အယောင်ရှိသောကြောင့်ဤပြည်သားယောက်ျားတို့သည်သူ့အကြောင်းကြောင့်ငါကိုတတ်မည်ဟုဆိုရင်၍သူသည်ငါမြားဖြစ်သည်ဟုမပြောမဆိုဝငါနှမဖြစ်သည်ဟုပြောဆို၏ထိုမျိုး၌ကာလအတန်ကြာနေပြီးမှတနေ့၌ဣဇက်သည်မိမိမယားရေဘက္ကာနှင့်ကစားသည်ကိုဖိလတိမင်းကြီးအဘိမလက်သည်ဗရင်ပါဝါကကြည်မြင်နှင့်ဣဇက်ကိုခေါ်၍ထိုမိန်းမသည်အကယ်စင်စစ်သင်၏မယားဖြစ်၏တို့ရာတွင်သူသည်ငါနှမဖြစ်၏ဟုအဘဲကြောင့်တင်ပြောရသည်ဟုမိသောဣဇက်ကသူ့အတွက်ကြောင့်အကျွန်ုပ်သေမည်ကိုစိုးရိမ်ပါသည်ဟုလျှောက်ဆို၏အဘိမလက်မင်းကလည်းငါတို့၌တင်ပြသောအမှုကားအဘဲတို့နီတစုံတယောက်သောသူသည်တင်၏မယားနှင့်အမတ်တမဲ့တင့်နေလေငါတို့ကောင်းပေါ်မှာတင်သည်အပြည့်ရောက်စေနိုင်မည်တကားဟုဆိုပြီးမှဤသူလင်မယားကိုပြစ်မှားသောသူသည်ဆက်ဆက်အသေးခံရမည်ဟုမိမိလူပေါင်းတို့ကိုမှားထားသည်ထိုပြည်၌ဣဇက်သည်မျိုးစေ့ကိုကျဲ၍တစ်နှစ်ချင်းတွင်အစတရသောအသီးနှံကိုရလေ၏ထာဝရဘုရားသည်လည်းကောင်းကြီးပေးတော်မူသဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်အတိုင်အောင်တိုးတက်လျက်စီးပွားဥစ္စာများပြားစွာဖြစ်လေ၏တိုးစုနွားစုများကျွန်များနှင့်ပြည့်စုံကြွယ်ဝ၏ထို့ကြောင့်ဖိလတိလူတို့သည်သူ့ကိုညှူဆူကြ၏အဘအာဗြဟံလက်ထက်၌အဘ၏ကျွန်တို့တူသောရေရင်းရှိသမျှတို့ကိုမြေနှင့်ဖို့ပိတ်ကြ၏အဘိမလက်မင်းကလည်းတင်သည်ငါထက်တကိုးကြီး၏ငါတို့ထံမှထွက်သွားလော့ဟုဣဇက်ကိုအမိန့်ရှိသောကြောင့်ဣဇက်သည်ထိုမျိုးမှထွက်သွားပြီးလျှင်ဂေရာချိုင်း၌တဲကိုဆောက်၍နေလေ၏ထိုအခါဣဇက်သည်အဘအာဗြဟံကျွန်တို့တူး၍အဘတည်သောနောက်ဖိလတိလူတို့ဖို့သောရေရင်းတို့ကိုတူးဖော်ပန်၍အထက်ကအဘသမုတ်သောအမည်ဖြင့်သမုတ်လေ၏ဣဇက်ကျွန်တို့လည်းချိုင်းတဲ၌တူး၍စမ်းရည်တွင်ကိုတွေ့ကြ၏ဂေရာအမျိုးသားနွားကြောင်သားတို့ကလည်းဤရည်သည်ငါတို့၏ရည်ဖြစ်၏ဟုဣဇက်၏နွားကြောင်သားတို့နှင့်အလူရဲ့ပြောဆိုကြ၏ထိုတို့အချင်းချင်းလူရဲ့ကြသောကြောင့်ထိုရည်တွင်ကိုဧသက်အမည်ဖြင့်မှဲလေ၏နောက်တစ်ဖန်အခြားသောရည်တွင်ကိုတူးပြန်ကြ၏ထိုရည်တွင်ကိုလည်းတစ်ဖန်လူကြသောကြောင့်တိတနာအမည်ဖြင့်မှဲလေ၏ထိုရက်မှနေရာပြောင်း၍အခြားသောရည်တွင်ကိုတူကြ၏ထိုရည်တွင်ကိုအဘယ်သူမျှမလူရသောကြောင့်ငါတို့နေစရာခွင့်ကိုယခုထာဝရဘုရားပေးတော်မူပြီးဖြစ်၍ဤပြည်၌ငါတို့သည်စီးပွားများကြလိမ့်မည်ဟုဆိုလျက်ထိုရည်တွင်ကိုယဟောဘုတ်အမည်ဖြင့်မှဲ့သည်တဖန်ထိုအရက်မှဘေရာရှေဘအရက်သို့ပြောင်းလေ၏ထိုနေ့ညမှာထာဝရဘုရားသည်ထင်ရှား၍ငါသည်တင်၏အဘအာဗြဟံ၏ဖျားဖြစ်၏မစိုးရိမ်နှင့်ငါသည်တင့်ဘက်မှရှိ၏ငါသည်ကောင်းချီးပေးမည်ငါ၏ကျွန်အာဗြဟံအတွက်တင်းအမျိုးနွယ်ကိုငါများပြားစေမည်ဟုမိန့်တော်မူ၏
ထိုရက်၌ရစ်ပလင်ကိုတီ၍ထာဝရဘုရား၏နာမတော်ကိုပဌနာပြု၏တဲကိုလည်းတည်ဆောက်၍ကျွန်တို့သည်ရေတွင်ကိုတူကြ၏ထိုအခါအဘိမလက်မင်းသည်အဆွေတော်အဟူဇက်နှင့်ဗိုလ်ချုပ်မင်းဖိကောလာတို့ကိုခေါ်၍ဂေရာမြို့မှဣဆက်ရှိရာသို့သွား၏ဣဆက်ကလည်းသင်တို့သည်ငါကိုမြင်ပြင်း၍နှင်ထုတ်ပြီးမှအဘဲကြောင့်လာကြသည်ဟုမေးလျင်ထိုသူတို့ကထာဝရဘုရားသခင်သည်သင်ဘက်မှရှိတော်မူကြောင်းကိုငါတို့အမှန်သိမြင်သည်ဖြစ်၍ငါတို့သည်သင်ကိုမထီမခကျေးဇူးကိုသာပြု၍ငြိမ်ဝန်းစွာလွှတ်လိုက်သည်နည်းတူသင်သည်ငါတို့ကိုအပြစ်မပြုရဟုငါတို့တစ်ဖက်သင်တို့တစ်ဖက်နှစ်ဖက်သားတို့သည်တစ္ဆာဂတိထား၍မိတ္တဟာယဖွဲ့ကြစို့သင်သည်ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ပါ၏ဟုဆိုကြလေသောဣဆက်သည်သူတို့အဖို့စားတောက်ပွဲကိုလုပ်၍အတူစားတောက်ကြ၏နက်နက်စောစောထား၍အချင်းချင်းတဦးနှင့်တဦးတစ္ဆာပြုကြပြီးမှဣဆက်သည်သူတို့ကိုလွှတ်လိုက်၍သူတို့သည်ငြိမ်ဝန်းစွာသွားရကြ၏ထိုနေ့၌ပင်ဣဆက်ကျွန်တို့သည်လာ၍မိမိတို့တူသောတွင်၌ရေတွေ့ကြောင်းကိုပြောဆိုကြလျင်ထိုရေတွင်ကိုရှေဘအမည်ဖြင့်မှဲ့လေ၏ထိုကြောင့်ထိုရက်၌တည်သောမြို့ကိုဘေရာရှေဘမြို့ဟုယနေ့တိုင်အောင်တွင်လေသည်အေသောသည်အသက်40ရှိသောအခါဟိတ္တိအမျိုးသားဘေရိ၏သမီးယူဒိဟိတ္တိအမျိုးသားအေလုံ၏သမီးဘာရှမတ်တို့နှင့်အိမ်ထောင်လေ၏ထိုမိန်းမတို့သည်ဣဆက်နှင့်ရေဘက်က၌စိတ်နှလုံးပူပန်စရာအကြောင်းဖြစ်သည်